အားလုံးပဲမင်္ဂလာပါစေတနာရှင်ဆရာမလေးရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ပတ်တေကဆရာမပောက်တဲ့ခါရလည်းရှိတယ်လွယ်တဲ့ခါရလည်းရှိခဲ့တယ်ရှေ့ရက်ကမပေးဖြစ်ခဲ့တာကဆရာမမအားတော့ပါနော်ဆရာမကနန်းရှာဖို့အချိန်မအားလိုက်လို့ပါနည်းနည်းဒီရတော့အတွင်းအလုပ်ကိစ္စလေးတွေလည်းနည်းနည်းများနေလို့နားကလည်းကြိုက်နေလို့လေအဲ့ဒါကနန်းရှာဖို့အာရုံမရဖြစ်နေတာအခုတော့ဒါcomment မှာပေါ့နော်ညီမလေးတယောက်က21ရက်နေ့အတွက်မပေးဘူးလားဆရာမနဲ့မှန်းထားတာလေးတွေ့တော့မှတတိတရားနဲ့ငါ့ကိုဒါတတိတရားနဲ့စောင့်နေတဲ့ပိတ်သက်တွေလည်းရှိပါလားဆိုပြီးတော့ကိုလည်းအခုခဏလေးပေးပါမယ်ဒီညနေအတွက်ဒါအကြိုက်ချင်းတွေ့ရင်လိုက်ထိုးပါပေါ့နော်ဒီညနေအတွက်ဆရာမဝမ်းချင်းလေးပေးမယ်ရွေးကွက်3ကွက်လည်းပေးမယ်နော်တေချာကြီးကျင်းသေးပေါက်ရမယ်လို့အာမမခံဘူးเนาะဒါကတော့ဘယ်ဆရာမတော့အမြဲတမ်းမမှန်နေနိုင်ဘူးဒါကနားလေမှုရှိမှထိုးပါဆရာမလည်းဆရာမစူးစမ်းထားတာလေးဝါသနာအရာတင်ပေးတယ်ကိုနဲ့အကြိုက်တွင်လိုက်ထိုးပါပေါ့เนาะဆရာမခုလိုပြောရတာလူတချို့ကပေါက်ရင်မှန်တာမချီကျူတာလွဲသွားရင်အပြစ်တင်ကြတယ်ဆရာမလည်းအဲ့လိုပြစ်တင်ခံရရင်စိတ်မကောင်းเนาะဘာလို့လဲဆရာမလည်းခံနိုင်မရှိဘူးเนาะဒီလို comment လေးတွေတွေ့ရင်စိတ်ထဲမကောင်းလို့ခံနိုင်ဆိုင်စိတ်မရှိဘူးပေါက်တဲ့အခါကြီးလည်းများပါတယ်ဒါပေမဲ့ကျေးဇူးမတင်ကြဘူးတချို့ကလွဲပြီဆိုရင်ပြောပြီးပေါ့เนาะလွဲတဲ့အခါအပြစ်မမြင်ကြပါနဲ့ဆရာမတောင်းဆိုချင်ပါတယ်ဘယ်ဆရာမအမြဲတမ်းမမှန်နိုင်ပါဘူးเนาะဒါ21ရက်နေ့ညနေအတွက်ဆရာမပေးမယ်เนาะ3-5ဝိုင်းချိန်ထိုးပါ3-5နဲ့ပတ်သက်လို့ရွေးကွက်ကလေး၄ကွက်ရွေးပေးမယ်3-2 3-9 3-1 3-8တက်နိုင်ရင်တော့နည်းနည်းပါးလေးတော့အားထိုးပါတော့9ဝမ်းချင်းရွေးကွက်အနေနဲ့လဲဆရာမရွေးပေးပါမယ်9-2 9-8 9-3 9-1ဒါမှဆရာမရေကနန်းနေများလို့နည်းနည်းပဲပြပါဆိုရင်တော့အထူးမိန်တင်ထူရမယ်3ခွက်ပေးပါမယ်နော်3-3 8-5 9-6ဒါကတော့ကနန်းများမထိုးနိုင်တဲ့သူတွေအတွက်အထူးရွေးကွက်3ခွက်ပါဆရာမတင်သမျှတွေအမြင်မြင်အောင်ဆရာမ channel လေးကို subscribe နှိပ်ထားနော်ပြီးတော့အားပေးပါတယ်လို့လည်းတကူကူမှန်ခဲ့ပါတခြားဟာလည်းမှန်လို့ရပါတယ်ဆရာမရဲ့ပြည်သက်တရားဘာမှမတောင်းဆိုပါဘူးဆရာမကိုအားပေးနေတယ်ဆိုတာကိုသိရရင်ပဲဆရာမကျင့်နေပါတယ်ကဲအားလုံးပဲဆရာမပေးတဲ့ကဏ္ဍနဲ့အကျိုးပေးပြီးပေါက်ကြပါစေအကျွေးတွေရှင်လည်းအကျွေးတွေကြေးပါစေနော်